Hello hello ဟိုကျွန်တော် YouTube channel ဖွင့်ဖို့ဗျာတော်တော်များတိုက်တွန်းကြရတယ် YouTube channel ဖွင့် YouTube channel ဖွင့်တာအရေးမကြီးဘူးဗျာ YouTube channel ဖွင့်လို့ရှိရင်အဲ့လိုဗာလဲ subscribe လုပ်တာတော့ဗာတော့လိုတယ်ဗျsubscribe ကအများကြီးသူများတွေလုပ်ပေးမှအဆင်ပြေတယ်လို့ပြောတယ်ဗျာအဲ့တော့ဘယ်လိုပြောရမလဲဗျာအဲ့တော့ဟိုနောက်ဆိုရင်အဲ့လိုပေါ့နော်ကျွန်တော်ပရိသတ်တွေပဲဖြစ်ပေါ့ကျွန်တော်ခင်တဲ့လူတွေဘာညာတွေအတွက်နည်းနည်းပေါ့ကျွန်တော်ဒီ YouTube channel ကနေပြီးတော့ဟိုတင်မယ်ဗျာတက်လားအဲ့တော့တစ်ချက်လောက်ကျွန်တော်ဟိုကျေးဇူးပြုပြီးတော့ပဲဖြစ်ပေါ့နော်subscribe လေးချက်လုပ်ပြီးပေါ့ကျွန်တော်မှာအခု subscribe ကျွန်တော်မှာ17ယောက်လားမသိဘူးရှိတယ်ဗျအဲ့တော့ချက် subscribe လေးနည်းနည်းလေးလုပ်ပေးကြပါဦးဗျာနော်အဲ့ဒါလေးတစ်ချက်ကူညီပေးကြပါဦးဗျာနော်တော်တော်များများလည်းအဲ့လို YouTube channel လေးဖွင့်ပြီးတော့ဘာညာတာရကားပေါ့ဗျာအဲ့ဒါလေးလောက်ကြပါလို့မိတ်ဆွေရတယ်ပြောကြတာလေအဲ့ဒါကျွန်တော်ဗျာအဲ့ဒါ YouTube channel ထောင်ထားတယ်ဗျာအဲ့ဒါ subscribe လေးလောက်ကြပါအောင်နော်ကျေးဇူးပါဗျာကျေးဇူးပါနော် okay